ကလေးအတွက်တီးတန်းထုတ်ထားတဲ့နှခမ်းနီလေးတွေဆိုပဲမနှုတ်နဲ့တူတူအရောင်လေးတွေဆန်းကြည့်ကြမယ်နော်ရိချက်စီယာကလာတွေလည်းအများကြီးရှိတယ်အရောင်လေးဆိုရင်လည်းစိုးနေရောပဲခန်းနီဆိုအယောင်ထွက်အားကောင်းမှကြိုက်တဲ့မိမိတွေအတွက်ဆိုလို့ရှိရင်เนาะဒါလေးတွေကအယောင်လေးတွေအရန်ကိုမှလာတယ်เนาะနှခမ်းနီဆိုနေရဲနေမှကြိုက်တဲ့မိမိတွေအတွက်တော့ဒီရောင်လေးကကွက်တိဒီရောင်လေးကကြတော့လေကလေးပဲဆူဆူလူကြီးပဲဆူဆူအရန်ကိုမှလာတဲ့အရောင်လေးကလေးသုံးတီတန့်ထုတ်ပေးထားတဲ့နှခမ်းနီလေးတွေမလို့သုံးတဲ့ဓာတ်ကစားပြီးတော့မှစိတ်ချစွာသုံးပေးလို့ရပါတယ်နော်မနိုလို IT baby မှာကလေးသုံးတီတန့်ထုတ်ထားတဲ့နှခမ်းနီမျိုးစုံကိုစိတ်ချစွာမှာယူအားပေးနိုင်ပါတယ်နော်ကျေးဇူးများတင်ပါတယ်